こんにちは。ဒီနေ့မိကွန်းကကျတော့စိုးကုန်းမွန်တိုင်း34ချိန်မြောက်ကမိကွန်းဟောင်းလေးတွေဖြစ်ပါရဲ့နော်။ဆိုတော့တစ်ချက်လောက်အတူတူလိုက်ကြည့်အောင်နော်။ဆိုတော့ကနံပါတ်1ကပေါ့နော်စိုးကုန်းမွန်တိုင်းရဲ့နံပါတ်1ကပါမိထားလဲဆိုရင်次のချီလေးကိုရုံးတဲ့အောက်ပြပါဒီဥပမာအကြောင်းအရာကိုဖတ်ပြီးတော့မှမွန်တိုင်း1ကနေပြီးတော့မှ116ထိကိုဖြည့်ပေးပါလို့ပြောထားပါတော့။အဲ့သူရဲ့မိကွန်းလေးကိုတစ်ချက်လိုက်ဖတ်ကြည့်အောင်။မိကွန်းမှာရေးထားလဲဆိုရင်စီးစာအသက်83နှစ်အမျိုးသမီးပေါ့နော်။ဟီတိုဒီဂရာရှိတဲ့တယောက်လေးနေထိုင်ပြီးတော့မှ近所に買い物に行く以外はテレビを見て過ごしているသူအပြင်သွားတဲ့အချိန်ကအိမ်နီးနားကိုသွားပြီးတော့မှဈေးဝယ်ထွက်တာလွယ်ပြီးတော့မှတခြားအချိန်ဆိုရင် TV ကြည့်ပြီးတော့မှစုလို့စုလုပ်နေတယ်ပေါ့နော်နေထိုင်နေတယ်လို့ပြောတာအာ近県に息子がいるが仕事が忙しくて会いに来ることはあまりなかったဘောနော်သူနေတဲ့ပြည်နယ်ရဲ့အနေအနာလေးမှာတွေ့တာတော့ရှိရဆိုပေမဲ့လို့အလုပ်တွေမှာအားတဲ့အတွက်ကြောင့်မလို့ဘောနော်ကမျိုးနဲ့သူ့ကိုလာမတွေ့နိုင်ဘူးလို့ပြောထားတယ်တရားကြတော့မစကိုဝိုင်းဆရှိဘရင်းဟိုမိုဆိုတော့တရားကြသူ့သားကဘောနော်အချိန်တော်တော်ကြာမှတွေ့ရင်လာပြီးအလည်လာတော့ဟေယနောနခါနီဂိုမီယာအီရီကချရကတဲ့အီတာဘောနော်အခန်းထဲမှာအမိုက်တဲ့အဝိစာတွေကပုံပွားနေရပြီပေါ့ကွယ်所以病院を受診すると水産のアルツハイマー型認知症と診断されて4日後一度認定したသူ့မေကိုခေါ်လာပြီးမှဆေးရုံမှာတော့စစ်စစ်ကြည့်လိုက်တော့အယ်ဇိုင်မာ認知症ဖြစ်နေတယ်ဒီခိုက်ကုန်လိုတဲ့ level က1ဖြစ်နေတယ်ပေါ့နော်အဲ့မှာစီးဆန်က時々ပေါ့နော်တစ်ခါတလေကြာရင်電気湯沸かしポットの使い方がわからなくなって湯が出なかったりお茶を入れる順番がわからずに混乱する様子が見られるဒါသူရဲ့လက်ရှိဖြစ်နေတဲ့ပြဿနာလေးကိုသိအောင်လုပ်တာပြပါခုကျတော့တစ်ခါကျရင်ဒီdenki yu ကရှိဆိုတဲ့ဟာခလုတ်လေးနှိပ်ပြီးတော့မှရင်နှွေးတဲ့ရတဲ့အိုးလေးလေးနော်လက်စစ်အိုးလေးကိုပြောတာရင်နှွေးတဲ့လက်စစ်အိုးလေးအဲ့ဒါကြီးအသုံးပြုပုံပြုနေကိုသူမသိတော့ဘူးတစ်ခါကျရင်ပြီးရင်တစ်ခါကျရင်ရင်နှွေးတွေကလည်းမထွက်တော့ဘူးမသုံးပြုပုံပြုနေမတီးတဲ့အတွက်ကြောင့်ဘလို့တော့မှလည်းမတီးတဲ့အတွက်ကြောင့်ရင်နှွေးတွေကလည်းမထွက်တာလိုမျိုးတွေတစ်ခါကျရင်ဒီရင်နှွေးချမ်းဖောက်တဲ့ဂျုံပန်းကိုလည်းမတီးတော့ဘူးမားတယ်ဆိုတဲ့အနေခွန်မားပြီးတော့မှခွန်လန်းဖြစ်တဲ့အနေထားကြီးလည်းတွေ့ရတယ်လို့ပြောတာလားဒါတွေ့ရလက်ရှိပြဿနာကိုအရင်ကောင်းလေးမှမှတ်ထားပေးပါနော်ဆိုရင်心配した息子はသူ့ကိုစိတ်ပူတဲ့တွေ့တာမလုပ်လိုက်လဲဆိုရင်介護保険サービスを利用することにしたの介護アマケスにကိုတုံးမရအတွက်ဖြစ်လာတယ်ပေါ့ပဲကိုကြီးစံတော့ရကြတော့介護支援専門員ケアマネージャーが訪問しဒီケアマネージャーတွေ့ရင်တွားပြီးတော့မှ介護サービス利用について介護アマケスにတုံးတယ်ပတ်သက်ပြီးတော့မှစီဆိုင်ရ息子さんと話したものစီဆိုင်နဲ့တွေ့တာကိုသူစကားပြောခဲ့တယ်အမှ週2回တစ်ပတ်ကို2ချိန်訪問介護訪問ヘルプサービスを利用することになったもの訪問介護をတုံးလို့ရအတွက်ဖြစ်လာတယ်介護支援専門員ケアマネージャーは自宅で衛生的生活ができるとケアプランの長期目標としたအဲ့တော့ဒါလေးကိုတစ်ချက်ပြန်ကောင်းလေးမှထည့်ထားပေးပါသူရဲ့ကာလရှိမှုခုရောပါလဲဆိုရင်自宅で衛生的にပေါ့နော်သူရဲ့အိမ်မှာတက်ရှင်စင်ကြယ်စွာနဲ့အိမ်မှာနေထိုင်နေမှာပဲတက်ရှင်စင်ကြယ်စွာနဲ့နေထိုင်မှုဘဝကိုလုံနိုင်ရမယ်ဆိုပြီးတော့မှကယ်ယာမန်နေဂျာသူ့ကိုကယ်ယာပလန်ရေးထားခဲ့ပြီးတယ်ပေါ့နော်ဘာကြောင့်တော့ရေးထားပေးရလဲဆိုရင်ပြန်စဉ်းစားမယ်ပေါ့နော်သူရဲ့ပြဿနာပါလဲဆိုရင်အခုဒီအိုချထဲတဲ့ဂျုံပန်းလေးမတိရလဲမှန်တယ်ဟုတ်တယ်ဒါပေမဲ့နောက်တစ်ခုကပါလဲဆိုရင်သူတာတွေ့ရင်တော့တဲ့အချိန်မှာဟေယနိုနာခါကဂိုမီယာဤတွေတဲ့ချက်ခတ်တဲ့ဤတို့လို့ပြောထားရင်လေနော်ဒါတွေ့ရဲ့အခုပြဿနာလေးဟုတ်တယ်ဒါဆိုတော့ပြဿနာကိုဖြေရှင်းဖို့ရအတွက်အရင်လုပ်ပြရမှာလေနော်ဆိုတော့ဒါကသူ့ရဲ့ပြဿနာဟင်းမှာပါတယ်ဆိုတော့ကာလရှိမှုခုရောအနေနဲ့တက်ရှင်စင်ကြယ်စွာနဲ့အိမ်ထဲမှာနေထိုင်စားသောက်မှုပြုလုပ်နိုင်ရမယ်ဆိုပြီးတော့မှကေယာမန်နေဂျာကေယာပလန်ရေးခဲ့ပြီးတယ်ပေါ့နော်ဒါကသူ့ရဲ့မှုခုရောဆိုရတာတည်ပါပြီဆိုတော့ကာလရှိမှုခုရောနော်အဲ့ဒါဆိုမိကွာကမေးထားလဲဆို113က114ကကျွန်တော်စီဆန်တော့စီဆန်ကိုထန်တို့ဆိုလို့ဟိုမိုခိုက်ကိုအင်းပေါ့နော်စီဆန်ကိုတာဝန်ယူပေးမဲ့ဟိုမိုခိုက်ကိုအလုပ်သမားရဲ့ကကျွန်တော် service take care second ရှာတော့共に訪問介護計画を作成することになったものとケアプランအကူအညီပေးဖို့ရအတွက်ကိုငါတို့ဒီ care manager ရေးထားတဲ့ care plan ကိုချိန်ခံပြီးတော့မှ service 提供責任者နေပြီးတော့မှဗာရေးမှလဲဆိုရင် 訪問介護計画ဆိုတဲ့ဟာကိုရေးတော့မှလीနော်ရေးဖို့ရအတွက်ဆိုရင်တဲ့သူရဲ့ဒီကာလတုံမခုရောတန်ခိမခုရောとしてမှန်ကန်တဲ့အကြောင်းအရာတစ်ခုရွေးခိုင်းတာအဲ့တော့ကာလတုံမခုရောဆိုတာကာလရှိမခုရောနဲ့ဆက်ဆက်မှုရှိရမယ်လို့ပြောထားမှာလားကာလရှိမခုရောပါလဲဆိုရင်သူအိမ်ထဲမှာတန့်ရှင်းစင်ကြယ်စွာနဲ့နေထိုင်မှုပေါ်အောင်လုပ်နိုင်ရမယ်ကျမကြီးကောင်းစွာတန့်ရှင်းစင်ကြယ်စွာနဲ့နေထိုင်မှုပေါ်အောင်လုပ်နိုင်ရမယ်လို့ပြောထားတဲ့အတွက်ကြောင့်အဲ့ဒါဒီဆက်ဆက်တဲ့မိကုံးပဲဖြစ်ရမယ်ပေါ့နော်そのベティコとチャチメティカバレソイン、掃除機を利用して一人で掃除することができるようになる。တယောက်တည်း掃除機をသုံးပြီးတော့မှ掃除လုပ်နိုင်ရမယ်လို့ပြောထားတာ။ဆိုတော့ဒီမိကွာဘာဆောင်ပါလဲဆိုရင်ကျွန်တော်ပြောရမယ်။ဒီတူဒီ
သူဒီခုနတော့ရေနွေးတွေထဲတဲ့ဂျုံပန်းတွေတော့သူမတီးတော့လို့သူပြောထားတယ်လေနော်အဲ့တော့တယောက်တည်းဒီပလန်ဆွဲပြီးတော့မှတခုခုလုပ်မယ်ဆိုတဲ့ဟာကိုလက်တွေ့မလုပ်နိုင်ဘူးဆိုတဲ့အနေအထားတွေ့ရတာကိုတယောက်တည်းလက်စူးကြီးလုပ်ခိုင်းမယ်ဆိုတာတော့သူအတွက်မဖြစ်နိုင်ဘူးလို့စဉ်းစားလို့ရတဲ့အတွက်ကြောင့်သူကမှားတာပြီးတွေ့ကာလရှိမှုဖြစ်ရောလေအဲ့ဒါမှမဟုတ်တာလေနော်နံပါတ်2ကကျတော့ Thank you を貸しポットを使い一人でお茶を入れることができるようになるဒီရေနွေးလက်စစ်ရေနွေးဦးလေးကိုအသုံးပြုပြီးတော့မှတယောက်တည်းကိုယ်တိုင်ပေါ့နော်ရေနွေးချဖောက်နိုင်အောင်လုပ်ပြီးမယ်ဆိုပြီးတော့မှကာလာတုံမခွေကိုလုပ်မယ်ပေါ့နော်အဲ့ဒါလေအခုကသူကအနည်းချော်လည်းဖြစ်နေတယ်တယောက်တည်းလည်းမလုပ်နိုင်ဆိုတဲ့လူတွေကိုတယောက်တည်းမလုပ်ခိုင်းတာအကောင်းဆုံးပဲပေါ့နော်ဒီတော့မာတယ်တော့ကကျတော့シーサの前奏機能に着目をして支援するシーサမှာ前奏機能ကတော့သူ့မှာဘာတွေကြံနေဘာတွေလုပ်နိုင်နေလဲသူလုပ်နိုင်နေဆိုတဲ့အကြောင်းအရာကိုအဓိကထားပြီးအကူအညီပေးမယ်လို့လည်းပြောထားတယ်ပေါ့နော်ဒါပေမဲ့ဒါကပြဿနာလားဆိုတော့ဒါကမားလားဆိုတော့မမားဘူးဒါပေမဲ့လို့အခုသူ့ရဲ့ကာလတုံမခွေရောအနေနဲ့ကိုပြောထားတာလေနော်ဆိုရင်ကာလတုံမခွေရောဆိုတာကာလရှိမခွေရောနဲ့ဆက်ဆက်မှုဖြစ်ရမယ်ကာလရှိမခွေရောအကြောင်းကဘာလဲဆိုရင်ဆိုကြီးလောက်တဲ့ပြဿနာပဲလေနော်တက်ရှင်စင်ကြယ်စွာနဲ့နေထိုင်မှုဘဝလုံးနိုင်ရမယ်ဆိုတော့အဲ့ဒါနဲ့ဆက်ဆက်တဲ့အကြောင်းအရာပဲဖြစ်ရမယ်လို့တည်ထားပြီးအဲ့တော့သုံးကမာရီလီယာကျတော့ရှုနိခိုင်မှုစကုနော်လို့စကုနေစီဆန်တော့ဂျတာခိုဟိုမိုရှိတဲ့မော်ရာတပတ်ကိုနှစ်ချိန်စီဆန်ရဲ့တားပေါ့နော်သူရဲ့အိမ်ကိုတွားချိဖို့ရအတွက်ငါတို့တို့ပြောမယ်ပေါ့နော်ကေရပလန်လုပ်ပေးမယ်တဲ့ကေရပလန်ဒီလိုမျိုးတွေကသူ့တာခုတော့မှအလုရှုံးလို့တော့မှတွားမကြည့်နိုင်တော့ဆိုဒီမှာတစ်ပတ်တစ်ချိန်တွားကြည့်တိုင်းတော့ဆိုဘယ်လိုမျိုးမေးခွန်းဘယ်တော့မှမမှန်ဘူးလေနော်နံပါတ်5ကျတော့ဟိုမိုခိုင်ကိုဟိုမိုဟယ်パと一緒に掃除をすることができるようにするပေါ့နော်ခိုက်ကောအလုပ်သမားနဲ့အတူတူစိုးကြီးလုံနိုင်ရမယ်ဆိုပြီးထည့်ထားတဲ့အတွက်ဒါမှန်သွားတယ်။ဘာကြောင့်မှန်တာဆိုအတူတူဆိုတဲ့ခေါ်တော့ကမှန်သွားတာနော်ပြီးရင်အတူတူဆိုတဲ့ခေါ်တော့ကလည်းဟုတ်တယ်လို့နောက်တစ်ခုကပါလဲဆိုရင်ကာလချိန်မှုခွေရောစိုးကြီးလုံတဲ့အကြောင်းဖြစ်တန့်ရှင်နဲ့ပတ်သက်တဲ့ပလန်ဖြစ်တဲ့အတွက်ကြောင့်ဒါနဲ့ပဲဆက်ဆက်မှုရှိတဲ့အကြောင်းအရာတွေဖြစ်ရမယ်လေနော်။အဲ့တော့နံပါတ်5အထိမှန်နောက်တစ်ခုကကျွန်တော်စီးဆန်ကたびたび息子に電話いう証ポットが壊れていると歌えるようになったစီးဆန်တစ်ခါဒီချိုင်တွေ့တာပေါ့နော်ဒီရင်နွေးဦးလေးပြတ်သွားပြီဆိုပြီးတော့မှပြောတယ်အဲ့တော့စီးဆန်のような状態စီးဆန်のこのような状態に該当するものとしてただ適切なもの一つ選びなさいဒီထဲမှာစီးဆန်ရဲ့အခုအခြေအနေနဲ့ကိုက်ညီတဲ့အကြောင်းအရာတစ်ခုကိုရွေးခိုင်းတာအဲ့တော့သူကဘာဖြစ်နေရလဲဆိုရင်တစ်ခုကိုအစီအစဉ်ဆွဲပြီးအဲ့အစီအစဉ်ပြီးတဲ့အထိသူမလုပ်နိုင်ဘူးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာကဘာလဲဆိုရင်ဇီကိုကီနိုရှော့ဂိုင်းလည်းဟုတ်တယ်နောက်တစ်ခုအနေနဲ့သူဘယ်လိုခေါ်လဲဆိုရင်ဂျီကိုကီနိုရှော့ဂိုင်းလို့လည်းပြောတယ်ပေါ့နော်နံပါတ်3ကအထိမှန်ပဲဆိုတော့ရင်းနှွေးပွက်ပြီးတော့ရင်းနှွေးတည်တယ်ဆိုတဲ့ဟာပလန်ဆွဲရတယ်တူတူပဲလေနော်ရင်းနှွေးဦးတွေကိုရင်းနှွေးထည့်မယ်ပြီးရင်ခလုတ်နေပလက်ထိုးမယ်ပြီးရင်ခလုတ်နေမယ်အဲ့ဒီထိကိုသူအဲ့လိုမျိုးဂျုံပန်းနဲ့လောက်ရတဲ့ခါမျိုးမလုပ်နိုင်ဖြစ်နေရလေနော်အဲ့တော့နံပါတ်3ကအထိမှန်လို့ငါတို့စဉ်းစားလို့ရတယ်ဆိုတော့မားတဲ့ဟာလေးတစ်ချက်လိုက်ကြည့်မယ်ပေါ့နော်နံပါတ်1ကကျတော့ခုခံနင်းချီရှော့ကခုခံနင်းချီရှော့ကိုင်းလို့ပြောတာခုခံနင်းချီရှော့ကိုင်းဆိုတဲ့အတိတ်ပဲခုခံကိုမတီးတော့တာဥပမာဟီတာဒီဘက်ကိုမတီးတော့လားမင်းကြီးဘက်ကိုမတီးတော့လားပေါ့နော်ဟီတာဒီဘက်ကလာတဲ့အကြောင်းအရာတွေကိုမတီးတော့တာတို့မင်းကြီးဘက်ကလာတဲ့အကြောင်းအရာတွေမတီးတော့တာတို့အဲ့လိုမျိုးတွေဖြစ်နိုင်တယ်အဲ့တော့အဲ့လိုလူတွေကြရလို့တဲ့အချိန်ကျရင်သူတို့မြင်ရတဲ့ဘက်ကိုရွှေ့ပြီးတော့မှအကူအညီပေးရမယ်ဆိုတဲ့ဟာလောက်ကိုတော့သိထားပြီပေါ့နော်အဲ့ဒါနံပါတ်1ကမှာပါတယ်နှစ်ကကျတော့ဗာလဲဆိုရင်視覚障害者ပေါ့နော်視覚認知障害者ဆိုတော့အမြင်အာရုံဆုံးရှုံးနေတယ်လို့ပြောထားတာအမြင်အာရုံဆုံးရှုံးတဲ့ဟာနဲ့ကတော့အမြင်အာရုံဆုံးရှုံးခြင်းလို့ပြောတာပေါ့နော်ဒီမိကွာကျတော့ဆိုတော့အမြင်အာရုံနဲ့ပတ်သက်ပြီးတော့မှဘာမှဖြစ်နေရမှာမဟုတ်တာเนาะအဲ့အတွက်ကြောင့်မှားပါတယ်နံပါတ်3ကကျတော့ဂျီကိုကီနိုရှော့ဂိုင်းဆိုပလန်ဆွဲပြီးအဲ့ဒီပလန်တိုင်းပြီးမြောက်အောင်လုပ်တာပေါ့နော်အဲ့အတွက်ကြောင့်မှားပါတယ်နံပါတ်4ကကျတော့ရှစ်စနင်းဆိုတာကကျတော့ niche မလုပ်နိုင်တော့မြင်တော့မြင်နေတာဘာမှမသိဘူးဖြစ်နေတာပေါ့နော်အဲ့ဒါကကျတော့ရှစ်စနင်းဆိုတဲ့ဟာဖြစ်တယ်အဲ့တော့နံပါတ်4လည်းမှားတယ်နံပါတ်5ပါလဲဆိုရင်ခန်းနေ運動思考ဆိုတာလေဘာလဲဆိုရင်အရှိမတော့တစ်ခါတော့ပြောခဲ့ဘူးသူကပုံမှန်အနေထားနဲ့ဆိုရင်တို့တယောက်တည်းလုံနိုင်နေတယ်ဒါပေမဲ့အဲ့ဒါကိုလှုပ်လိုက်ပါလို့ပြောရင်သူမလှုပ်တတ်တော့တာပေါ့နော်ပုံမှန်ကသူ့ရဲ့မတိစိတ်ထဲမှာအများအားလုံနေကြအရာဆိုရင်သူမပြောတဲ့အတွက်သူတယောက်တည်းလုံနိုင်တယ်လုံနေရပေါ့နော်ဒါပေမဲ့လို့အဲ့ဒါကိုလှုပ်လိုက်ပါလို့ပြောရင်မလှုပ်တတ်တော့ပုံမှန် TV ကြည့်မယ်ဆိုတော့သူကခလုတ်လေးဖွင့်ပြီးတော့ကြည့်တတ်တယ်ပေါ့နော်ဒါပေမဲ့မ TV ကြည့်အောင်ခလုတ်လေးဖွင့်လိုက်ပါအောင်ဆိုရင်မဖွင့်နိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးအနေထားကိုဖြစ်တာကဒီခန်းနေ運動思考ကိုပြောတာအဲ့တော့ခန်းနေ運動思考လေးရှိတယ်လို့ခန်းနေ思考ဆိုတဲ့ဟာလေးရှိတယ်နော်ခန်းနေ運動思考နဲ့ခန်းနေ思考လေးကိုတူတူပြလေးပြန်မှတ်ထားပြီးပါဆိုတော့နံပါတ်5လည်းမှားတယ်ပေါ့နော်အဲ့တော့ကြောင့်ခန်းနေ思考ဆိုတာကျတော့ဘာလဲဆိုရင်3本3နည်းကိုတော့説明လုပ်နိုင်တယ်ဒါပေမဲ့実際に使うことはできないဆိုတဲ့အဓိပ္ပာယ်နော်116ကိုကြည့်မယ်116ကမြင်တာလဲဆိုရင်စီးစံတော်ရဲ့နေဟိုမိုဆိုလိုခိုင်ဟိုမိုခိုင်ကိုအင်က
通い始め介護訪問ヘルプを通い始めて数ヶ月が経過した頃の C さんရဲ့အိမ်ကို訪問介護အင်အားတွားပြီးတော့မှအကူအညီပေးပြီးတော့数ヶ月ပေါ့နော်လအနေနဲ့တော့ကြာသွားပြီသူက訪問介護ကိုတုံးနေတဲ့ဟာပေါ့နော်အဲ့တော့ C さんの息子が訪問介護員に以下の要望を挙げられるပေါ့နော် C さんရဲ့သားကနေပြီးတော့မှ介護員ကိုမပြောလဲဆိုရင်အောက်မှာဖော်ပြတဲ့အကြောင်းအရာတွေကနေပြီးတော့တခုခုကိုခိုင်းတော့မှာပေါ့နော်အဲ့မှာ介護အာမခံနဲ့対応可能な支援として介護အာမခံဝန်ဆောင်မှုတွေမှာငါတို့အနေနဲ့対応လုပ်ပေးလို့ရတဲ့အကြောင်းအရာကိုတခုရွေးခိုင်းတာအဲ့တော့ကျွန်မပြောတယ်介護訪問介護သွားတဲ့အချိန်ကျရင်ငါတို့က訪問介護ဆိုတာကာယကရှင်သွားပြီးပြဆိုတာကာယကရှင်မရှိဘူးဆိုရင်နင်တို့ရဲ့介護ကြီးကအထာမမြောက်ဘူးလို့ပြောထားတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာကိုဆက်ဆက်ပြီးတော့မှသိထားပြီပါそうだ、ちょろ C さんと息子が出かけている間に洗濯物を取りに行く C さんနဲ့တွေ့ရတာအပြင်သွားနေတဲ့အချိန်မှာငါတို့ဒီ洗濯物တွေကို取り込む洗濯物တွေလုပ်မယ်ပေါ့ဟဲ့စေးတာတွေရှော်တာတွေဖွက်တာတွေတိုင်းတာတွေလုပ်မယ်ပေါ့နော်ဒါကကာယကရှင်ကအပြင်မှာမရှိဘူးဆိုရင်နေ့ခုံမခိုက်ကိုရင်ကအခုံမခိုက်ကိုအလောကအထမမြောက်တော့ဘူးအဲ့အတွက်မှာတဲ့နေ့ကကျတော့ဗာလဲဆိုရင် C さんの処方箋を薬局に受け取るနော် C さんရဲ့ဒီဆေးတွေကိုငါတို့ဆေးဆိုင်ကိုတွားပြီးယူမယ်ဆိုတော့ဆရာဝန်ကရေးထားပေးတဲ့ဆေးညွှန်းစာကိုဆေးဆိုင်မှာတွားယူရုံပဲအဲ့လိုမျိုးဆိုရင်တော့တွားယူလို့ရတယ်ဒါဒီခိုင်ကောအမခံဒီမှာပါတဲ့ဝန်ဆောင်မှုတစ်ခုကာယကရှင်မပါလေရတယ်လေနော်ဆရာဝန်ကဆေးညွှန်းရေးပေးလိုက်တဲ့ဟာကိုအဲ့ဒီတိုင်းတွားယူတာအဲ့လိုမျိုးဆိုရင်လုပ်လို့ရတယ်နော်နံပါတ်3ကကျတော့チーキの祭りに C さんと一緒に行くဒီ C さんနဲ့အတူတူチーキထဲမှာဥမာဆုတွေကိုတွားမယ်လို့ပြောထားတာပေါ့နော်ဒါကကျတော့ခင်ဗျအနေနဲ့စပ်ဖို့အတူတူတွားတယ်ဆိုတဲ့ဟာလိုမျိုးတွေကတော့လုပ်လို့ရတယ်ဆိုရင်ပဲမツリတွားတယ်ဆိုတဲ့ဟာလောက်ထိကတော့မပါဘူးနော်အဲ့အတွက်နံပါတ်3ကမှာတယ်နံပါတ်4ကကျတော့ C さんの部屋の壁紙を張り替える C さんရဲ့အခန်းရဲ့ဒီ壁紙ပေါ့နော်နယံကစက်ကူအလားစက်ကူတွေကိုခွာပြီးကပ်ပြီးလုပ်မယ်ဆိုအဲ့လိုမျိုးခိုးချီတွေငါတို့လုပ်ဆရာမလိုဘူးလို့သိထားပေးပါနော်ဒါမှသူနဲ့အတူတူစိုးကြီးလောက်တာလောက်ကလုပ်လို့ရတယ်ဆိုပေမဲ့လို့အခုလိုမျိုးနယံကစက်ကူတွေခွာတာတွေချမ်းဝင်တန်ရှင်းလောက်တာတွေလုပ်ဆရာမလိုနော်ဒါမှတယ်နံပါတ်5ကကျတော့訪ねてきた親戚にお茶を入れるစီဆိုင်ရဲ့အိမ်ကိုအလည်လာတဲ့သူတို့ရဲ့မိတ်ဆွေတွေကိုငါတို့ယူနေထည့်ပေးမယ်အဲ့လိုမျိုးဟာကြီးလဲငါတို့လုပ်ပေးစရာမလိုဘူးငါတို့လုပ်ပေးဖို့လိုတာကကာယကရှင်ပဲအဓိကပြုစုပေးတာပဲပေါ့နော်အဲ့အတွက်ကြောင့်မှာပါတယ်